Rotten ကိုနှစ်ကြောပြန်ကစားရလဲ Joshua Van easy နိုင်ပါတယ်လို့ပြောလာတယ်ဒီနာဝိုင်း UFC 328မှာကောင်းပွဲတဲ့တောင်ကြည့်ကောင်းခဲ့တဲ့ Joshua Van နဲ့ Tesla တိုင်မာတို့ရဲ့ကပတ်လူပွဲကထင်ထားထင်ပူမြိုင်ဆိုင်ခဲ့လို့ Fight of the Night စုရောဝန်းနဲ့ပါရရှိခဲ့တဲ့အထိပါပဲအချုပ်သမားကိုမုတ်စားသလိုပြုတ်ဝါးပြခဲ့တဲ့ Van Stanford ကိုပရိသတ်တွေရမ်းကြိုက်တော့လုပ်ပြနိုင်ခဲ့လို့အားလုံးရဲ့ပါဇက်ဖျားမှာ Joshua Van ကိုမှတ်ထားရတော့ပါပြီ Rotten ကတဲပြောရရင် UFC fighter တွေနဲ့ level မတူပါဘူး UFC champion ဟောင်း DJ1 မှာလာကစားတော့ Rotten ကို ON တော့ချုပ်ခွင့်နဲ့အသာရနိုင်ယူပြသွားခဲ့ပါတယ်။မှုတိုင်းမှာတော့ Rotten ကဆရာဆိုပေမဲ့ဒါပေမဲ့1မှာပဲရမှာပါ။ UFC မှာဆိုရင်တော့စေယုံတန်းရောက်မှာပါ။ MMA ဆွေလုံးရဲ့ fighter တွေတကယ်ဆရာကြီးတွေစိုးမိုးနေတဲ့ကဘာကျော် UFC လိုအဖွဲ့အစည်းမှာ Rotten ဆိုတာရေအိမ်နဲ့ဖားတကောင်ပါပဲ။ Rotten နဲ့ Joshua Van ပွဲဖြစ်ဖို့အတွက်လိုင်းညော်နေတဲ့မီဒီယာတွေနဲ့ One Championship ကပြည်သက်တွေကိုဒင်နာဝဲကဒီပွဲလားမဖြစ်နိုင်ပါဘူးပြောချင်တာ UFC ကစားသမားတွေက Rotten အနေနဲ့ရှင်ပြိုင်မှုတော့မလွယ်ကူပါဘူး Joshua Van UFC ရဲ့ Flyweight ကမ္ဘာချန်ပီယံတယောက်ပါ Rotten ကတော့ One Championship ကထိပ်တန်းမွေထိုင်းဖိုက်တာတူတက်ပါပဲအနေထားချင်းကမတူပါဘူးဆိုပြီးထဲပြောခဲ့တာပါမိတ်ဆွေတို့ကအဲ့ဒီပွဲတကယ်ဖြစ်လာခင်ဘယ်သူကအနိုင်ရရှိသွားမလဲဆိုတာကိုမှတ်ချက်ပေးခဲ့ကြပါဦးခင်ဗျာ